တညာလုံးစဉ်းစားပြီးတဲ့နောက်နေ့ကျရန်တာကိုလည်းခါရနဲပုံမှန်ပုံစံပြန်ဖြစ်စေဖို့ဘယ်လိုလုပ်အောင်လဲဆိုတော့ကိုကောင်မလေးတွေအားလုံးကိုပြနေခဲ့ပါတယ်လူတိုင်းမှာကသူတို့ရဲ့ပင်ကိုဗီဇနည်းနည်းစီကိုထုတ်ဖော်နိုင်စွမ်းရှိပါတယ်ပြောချင်တာကတော့ရန်တာကိုကောင်မလေးတွေစေအောင်လို့သူတို့ရဲ့ပင်ကိုဗီဇတွေကို10ရာခိုင်နှုန်းလောက်ထုတ်ဖော်ပြီးတော့တစ်ဖက်ကခါရနဲစီကိုလွှဲပြောင်းပေးရမှာပါသို့မှသာလည်းခါရနဲစီမှာရှိနေတဲ့ယခုလက်ရှိဗီဇနဲ့တက်ပြူပြီးတော့ပုံမှန်ဗီဇအတိုင်းပြန်ဖြစ်သွားအောင်လို့ပါရန်တာကလည်း Dragon Ball ကားရဲ့ကိုကူလိုမျိုးသူကတော့ကောင်မလေးတွေထုတ်လွှဲတဲ့ပင်ကိုဗီဇတွေကိုစုလိုက်ပြီးတော့ထိန်းချုပ်ကခါရနဲစီကိုလွှဲပြောင်းပေးမယ်လို့လည်းဆိုပါတယ်ဒီလိုနဲ့ပဲကောင်မလေးတွေလည်းရန်တာရဲ့အစီအစဉ်တိုင်းလိုက်လုံနေခဲ့ကြကသူတို့ရဲ့ပင်ကိုဗီဇအနှဲငယ်ကိုထုတ်လွှဲလိုက်ကြပါတယ်ဒီလိုနဲ့ပဲစွမ်းအားတွေကတဖြည်းဖြည်းနဲ့ဆုလာခဲ့ကစွမ်းရင်အလုံးကြီးတော်တော်ကြီးကိုကြီးလာနေခဲ့ပြီးတော့ရန်တာကိုတယောက်တောင်မှမနှဲကိုထိန်းနေရပါတယ်ပြီးသွားလို့ခါကြတော့ခါရနဲစီကိုပြစ်လွတ်လိုက်ပါတယ်ခါရနဲတယောက်လည်းမချိမဆန့်ကိုခန်းစားနေခဲ့ရပြီးတော့ရန်တာကိုနဲ့ကောင်မလေးများကလည်းမင်းလုံးနိုင်ပါတယ်ဆိုကအပိနေခဲ့ကြပါတယ်အဲဒီလိုနဲ့ခဏကြာမှာတော့ခါရနဲတယောက်အရင်လိုဗီဇပုံစံတိုင်းပြန်ဖြစ်လို့သွားခဲ့ပါပြီကောင်မလေးတွေအကုန်လုံးလည်းပျော်ရွှင်နေခဲ့ကြကဒါပေမဲ့လည်းခါရနဲကတော့သူကပြည့်ပြည့်စုံစုံကြီးအရင်လိုပြန်ဖြစ်သွားတာမျိုးတော့လည်းမဟုတ်ပါဘူးလို့လည်းဆိုပါတယ်ဒီလိုနဲ့ခဏကြာကောင်မလေးတွေအကုန်လုံးဝိုင်းဖွဲ့နေခဲ့ကြပြီးတော့သူတို့တွေတယောက်ချင်းစီရဲ့ရန်တာဝန်နဲ့စတင်တွေ့ဆုံခဲ့ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အမတ်တရားတွေကိုတယောက်ချင်းစီကိုစီပြောပြနေခဲ့ကြပါတယ်အခုကရန်တာကိုတယောက်ကတော့ကျောင်းအလုပ်တွေကိုကူလုပ်ပေးနေခဲ့တာပါကောင်မလေးတွေရှိရင်လည်းကိုပြန်ရောက်လာတဲ့ခါကျတော့ခူဆူရီတယောက်ကပြေးဖက်လာခဲ့ကရန်တာကိုအရန်ချစ်တဲ့အကြောင်းတွေကိုပြောပြလို့လာခဲ့လို့ရန်တာကိုတယောက်တော့ပျော်သွားခဲ့ရပါတယ်အဲ့ဒါကခူရူမီတင်မဟုတ်ပါဘူးနာနိုရှိစုကဟာကာရီအပြင်တခြားသောကောင်မလေးတွေအကုန်လုံးကပါရန်တာကိုသူတို့ရန်တာကိုဘလောက်တောင်ချစ်ခဲ့ရတာတွေဘာလေးတွေကိုချစ်နေရတာတွေဆိုတော့ကိုပြနေခဲ့ကအရန်ချစ်တဲ့စုကလည်းပြောလာလိုက်ကြပါတယ်သို့ပေမဲ့လို့လဲရန်တာကိုတယောက်ကလည်းထိုနည်း၎င်းပါပဲကောင်မလေးတွေအကုန်လုံးတယောက်ချင်းစီကိုသူဘလောက်ချစ်ချောင်းတွေကိုပြနေခဲ့ပါတယ်薬先輩の元気いっぱいで天真爛漫なところも大好きですしはかりのおしとやかなところも大好きだしははりさんちプリンの食べ物をすごく美味しそうに食べるところも大好きだし金の積んでるなところも大好きだし薬先輩の大好きな薬開発に真剣で一直線なところも大好きだしレミちゃんのとても恥ずかしげなところも大好きだしプリンのクールファッションも大好きだし金のかっこいいところも大好きだし薬先輩のメガネの似合うお姉さんのところも大好きだしなのは頭のよくဒီလိုနဲ့ပဲ The 100 Girlfriend Who Really Love You ဆိုတဲ့ anime ရဲ့ season 2ကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဇကားတကားလုံးပြီးဖို့ဆိုရင်တော့ Randa ကိုနောက်တဲ့ကောင်မလေး89ယောက်ရဖို့လိုပါသေးတယ်။အဲဒီတော့ season 3လည်း set track ဖို့ရှိမယ်လို့တော့ထင်ပါသေးတယ်။ဒါပါပဲ။